ညီမလေးတို့ပေးစာများတစ်ကိုကြီးညီမလေးကိုပြောပြရအောင်မယ်ကိုကြီးကမနဲ့အိယာထပြီးနောက်ရှင်တော်မြတ်ဖျားကိုပန်းရေချမ်းစီမီတို့ကိုနေတိုင်းကပ်လို့တယ်ရှင်တော်မြတ်ဖျားကိုအယုဒိပြုရှ िख ိုးတဲ့အခါတိုင်းမိမိစိတ်မှာကြည်လင်ပြီးအေးချမ်းနေတယ်ဒီလိုအေးချမ်းမှုမျိုးကိုညီမလေးကိုရစေခြင်းမိတယ်စိတ်ထဲကနေညီမလေးလည်းတာယာအေးချမ်းပါစေလို့စံတာပြုမိတယ်ညီမလေးတို့ကမြို့ရက်မှာပညာသင်ကြားနေရတာဆိုတော့မိမိဘာသာနဲ့ပတ်သက်ပြီးသိထားတဲ့နာလေးတွေကအများသားညီမလေးတို့ရဲ့အတန်းပေါ်တွေထဲမှာကိုနဲ့ဘာသာမတူသူတွေလည်းပါမှာပဲလေဒီတော့ကိုကြီးကညီမလေးကိုကိုဘာသာနဲ့ပတ်သက်ပြီးသိထားတဲ့နာလေးတွေပြောပြရတာပေါ့ညီမလေးနားထောင်ပါညီမလေးဘာသာကြားတွေအများစုထင်ကြတာကဗုဒ္ဓဘာသာဝင်တွေကရုပ်တုကိုကိုးကွယ်ကြတယ်အုပ်ပုံကြီးကိုကိုးကွယ်ကြတယ်လို့ပေါ့တကယ်တော့ကိုကြီးတို့ကရုပ်တုကိုကိုးကွယ်တာမဟုတ်တယ်လို့အုတ်ခဲပုံဆိုတဲ့အမှန်သားနဲ့ကိုးကွယ်တာလည်းမဟုတ်ပါဘူးအခုမြင်နေရတဲ့ရုပ်တုတွေဆိုတာကတတ်တော်ထင်ရှားရှိတော်မူတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုမှတ်စာကြည်ညိုနိုင်ဖို့အမှန်အသားတွေပါတကယ်ကိုးကွယ်အယုဒ္ဓပြုတာကမြတ်ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတော်တွေကိုပါအကြောင်းကရှင်တော်ဗုဒ္ဓမပွင့်ပေါ်မီကလူတွေကဘယ်အရာကအကောင်းဘယ်အရာကအဆိုးလဲဆိုတာမသိကြဘူးမသိတော့ရမ်းလုံကြတယ်ရမ်းလုံတဲ့ဆိုမှတော့မြက်ကန်းလမ်းလျှောက်လမ်းမရောက်တာများတယ်လို့များသောအားဖြင့်လူတွေလုံကြတာကအမားတွေမကောင်းတာတွေကများနေတယ်။ဘာကြောင့်လဲဆိုတော့လူစိတ်ဆိုတာမကောင်းမှုတွေမှာများသောအားဖြင့်မှွေလျော်ကြလို့ပါ။ရှင်တော်ဗုဒ္ဓပွင့်တော်မူလာမှသူ့အသက်သက်ချင်းစာသားတွေကမကောင်းတဲ့အဖြစ်မှုတွေသာဖြစ်တယ်။သူ့အသက်သက်ချင်းမှာရှောင်ကျဉ်တာတွေကကောင်းတဲ့အရာတွေဖြစ်တယ်။ပစ္စုပန်တမလွန်မှာကိုယ်စိတ်ချမ်းသာခြင်းကောင်းတာတွေလို့ကောင်းကျိုးခံစားရမယ်။မကောင်းတာတွေတော့ရင်မကောင်းကျိုးခံစားရမယ်လို့စသည်တို့ကိုညွှန်ပြဆုံးမမှလူတွေကအကောင့်အစုပ်အကြောင်းကျိုးကိုသိလာကြတာပေါ့ထို့ပြင်ရှင်တော်ဗုဒ္ဓကလူတွေရဲ့တန်တမှာလောဘလူကျင်မှုအာကြီးခြင်းဒေါသစိတ်ဆူအမျက်ထွက်ခြင်းမောဟအမားမှန်ကိုမသိပဲတွေးမိုင်မဲခြင်းတွေဖြစ်ပေါ်နေရင်လည်းအကောင့်အစုပ်အကြောင်းကျိုးကိုမသိတော့ဘူးတဲ့ဒီတော့မိမိတို့တန်တမှာထိုတရားစုတွေအစာမေတ္တာထားခြင်းတနာခြင်းဝမ်းမြောက်ခြင်းသိခံခြင်းစတဲ့တရားတွေကိုရှင်းသန်စေရမယ်လို့ညွှန်ပြတယ်လေညီမလေးလည်းကြုံဘူးမှာပါလူတွေကစိတ်တူလာရင်အကောင်းဆုံးမသိပဲအကုန်လုံးမိတယ်ဖြစ်ပြီးမှနောင်တရတယ်လောဘကြီးတဲ့သူကလည်းသူများတွေဘာဖြစ်နေလဲဆိုတာကိုမသိဘူးလိုချင်တာပဲသိတယ်ဒီလိုလိုချင်လုံးလို့အလိန်ခံရတာလေခဏခဏပဲမောဟကြီးတဲ့သူကတော့အဆိုးဆုံးပဲဘာမှမခွဲခြားမဝေဖန်တတ်တော့အကောင်းကိုအဆိုးထင်ပြီးမကောင်းတာကိုကြတော့အကောင်းလို့ထင်တတ်ကြတယ်လေဒီလိုသဘောတရားတွေကိုမြတ်ဗုဒ္ဓကညွှန်ပြမှသိရတယ်လေဒါကြောင့်မြတ်ဗုဒ္ဓကကိုကြီးတို့အားလုံးရဲ့အယုဒ္ဓပြုရာကိုယ်ကိုယ်ရာကျေးဇူးရှင်ကြီးဖြစ်နေရတာပေါ့ကဲညီမလေးရဲ့စာလဲများနေပြီညီမလေးသိထားရမှာကဗုဒ္ဓဘာသာဝင်ဆိုတာကောင်းတာလို့ရင်ကောင်းကျိုးခံစားရမယ်မကောင်းတာလို့ရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့အသိဉာဏ်နဲ့ပြည့်စုံကြပါလေညီမလေးကောင်းကောင်းမှတ်ထားပါနောင်လဲကြုံရင်ကြုံစလို့ညီမလေးကိုပြောပြပါမယ်အခုတော့ဒီလောက်ပါပဲညီမလေးကိုစိတ်နဲ့ချမ်းသာပါစေ2015ကစပြီးကျွန်တော် Facebook မှာရေးခဲ့တဲ့ညီမလေးတို့ဗီဇာများကိုပြန်လည်တင်ပြခြင်းဖြစ်ပါတယ်စောင့်ကြည့်နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်